Yo I'm good at 2020နဲ့အကောင်းဆုံး slow of life anime ဖြစ်တဲ့ music တော့သိကြလားသိမှလည်းမဟုတ်ပါထားလိုက်တော့ခင်ဗျားက music လည်းကြိုက်တယ် introvert လည်းဖြစ်တယ်ပေါင်းလည်းလောက်ရမှလည်းကြောက်တယ်ဆိုရင်တော့ဒါလားဘိုးကြီးရောဆိုတဲ့ anime ကတင်ပေးလာမှရှိပါတယ်ပြီးတော့ဒီ anime ထဲမှာကောင်းမလေးတွေအများကြီးပဲနော်ဘိုးတို့ဒီဆိုတဲ့ကောင်းမလေးတစ်ယောက်ရှိပါတယ်သူပါဝင်မိသားစု၄ယောက်ရှိပါတယ်သူပါလည်းလို့ဘယ်သူမှမသိတဲ့အတွက်ကြောင့် social anxiety နဲ့ပေါင်းသင်းဆက်ဆံမှလည်းရအောင်ခက်ခဲလာတယ်တနေ့မှာ TV ကြည့်နေတဲ့ TV show တစ်ခုမှာပေါ်လာတဲ့ robot တစ်ခုတွေ့သွားပြီးတော့အရင်စိတ်ဝင်စားသွားခဲ့တယ်ပေါ့နော်အဲ့တော့ဘာဆက်လုပ်မှထင်လဲအဲ့တော့သူ့ဖေစီကဂီတာတစ်လက်ကိုငားပြီးတော့ဗီဒီယိုလေးတက်မှလည်းချိန်ခဲ့တယ်နေ့တွေကြာလာပြီးတော့ဂိုးဆိုလေးက YouTube channel ထောင်းလာပြီးတော့သူ့ဖေကြံပေးတဲ့ဂီတာဟီရိုဆိုတဲ့နာမည်လေးနဲ့သူကပါဆိုတဲ့တခြင်းလေးတင်ပါတယ်ပေါ့နော်subscriber လေးလည်းအများကြီးရတယ်ကျွန်တော်တို့မဟုတ်တော် review ကနေ recap ဖြစ်နေပြီနောက်ကြတော့တကယ်ကြီးဖြစ်သွားခဲ့တဲ့နီဂျီကယိုဂီတာတို့ရဲ့ Kisso 2ဘန်ထဲမှာဝင်တီးပေးခဲ့ပါတယ်ဂီတာရောပါဂီတာ electric ဂီတာနော်ဘန်ရဲ့ role တွေကတော့ lead guitarist ကတော့ကိုတိုလေးပဲဖြစ်ပါတယ် drummer ကနီရှီက bassist ကယို guitarist နဲ့ vocalist ပိုင်းမှာတော့ဂီတာပဲဖြစ်ပါတယ် okay ဒါပဲ animation ကတော့ပြောစရာမလိုပါဘူး Global War Studio ကကိုင်လာဖြစ်ပြီးတော့ Vision နဲ့ Art Style တွေကလည်းမိုင်းပါတယ် OP Sound နဲ့ Anime Sound ကလည်းအရင်တော့မဆိုးပါဘူးနားထောင်လို့ကောင်းပါလေဂျပန်လို့ဆိုတော့နားနေပြီမဲ့ကောင်းတော့ကောင်းပါဆိုတော့တကယ်မဆိုးပါဘူးဆိုတော့ခင်ဗျားတို့လည်းဒီ Bochi the Raw တဲ့ကကောင်းမလေးကြည့်ပြီးပျော်ရွှင်ကြပါစေလို့မျှော်လင့်ပါတယ်နောက်တစ်ခေါက်ကြာရင်လည်းနောက်ထပ် anime review တို့မဟုတ် MN9 နဲ့ပြန်လာခဲ့ပါမယ် so bye guys